ကဲဘရောတော့မင်္ဂလာပါ idea game ကနေကြိုဆိုလိုက်ပါတယ်ကျွန်တော်မတွေ့ရတော့တော်လေးကြာသွားပြီကျွန်တော်ကူးလက်ရှိ in game ထဲမှာ hero ဆိုတဲ့ hero အသစ်ထွက်လာရှိတယ်သူ့မှာကျတော့ assassin ပုံစံနဲ့ထွက်လာတာဖြစ်ပြီးတော့ skill ဒီ skill ကတော့ထူးခြားခြားနှစ်ခွက်ပဲပါတယ် skill နှစ်ခွက်တည်းဆိုပေမဲ့နည်းနည်းလေးသူ့ရဲ့ skill ကိုနားမလဲကွာသူ့ရဲ့ passive ကိုနားမလဲဆိုရင်ဒီ hero ကဆော့ရနည်းနည်းလေးခက်တယ်ကွာဘာသာလို့လဲအတိုင်းအတာတစ်ခုတွေအခက်တွေ့နေမယ်လို့ကျွန်တော်ထင်မိတယ်ဒါကြောင့်မလို့ကျွန်တော်hero guide လေးလာလုပ်ပေးတာ hero guide ဆိုပေမဲ့ကျွန်တော်ဒီ video မှာကျတော့ဒီကွာအစားဆုံးဖိုး guide ကြီးမဟုတ်ဘူးကွာအဓိက hero ရဲ့ passive နဲ့ဒီ skill တွေကိုနားလည်သွားပြီဆိုရင်ကောင်းကောင်းဆက်လို့ရပြီကွာတခြားဒီ item base emblem တွေဘာညာတော့မပြောတော့ကွာကျွန်တော် pro player တွေတုံးတဲ့ဟာကိုယူသုံးလို့ရတယ်အဓိက skill တွေနားလည်သွားဖို့ပဲကျွန်တော် game ဆော့ရလဲ game ဆော့ရလဲတော်တော်လေးကြာလာပြီဆိုတော့ကွာအဓိကဒီ hero တစ်က skill တွေနားလည်ဖို့အတွက်ပဲကျွန်တော်ဒီဗီဒီယိုလေးမှာဒီချာလေးရှင်းပြပေးမယ်ဒီဗီဒီယိုကြည့်ပြီးသွားပြီဆိုလို့ရှိရင်တော့ဒီ hero ကိုကောင်းကောင်းလေးကင်တက်သွားမယ်လို့ကျွန်တော်အာမခံတယ်ကဲဒါဆိုရှင်ကျွန်တော်ရှင်းပြပေးမယ် hero မှာကျတော့ပါစကီးရနှစ်ပွဲပဲပါတယ်ဒီအောက်ကဒီစကီးရကျတော့ blink ကွာ blink တော့ခုံတဲ့စကီးပါဒီက AoE ဆိုတော့ဒီစကီးရ damage ပေးမယ်ကွာဒါဆိုရှင်ကွာကျွန်တော်သူ့မှာကျတော့ကွာသူ့ရဲ့ passive ကိုကျွန်တော်နောက်မှရှင်းပြမယ် blink ဆိုတဲ့အတိုင်းတော့ blink ခုံမှာကွာဘလင်းခုံတာကွာဒီလိုမျိုးရက်ပြီးတော့တစ်ချက်လဲနှိမ့်မှာဆိုလို့ရှိရင်ဘလင်းကတနေရာပဲခုံတစ်ချက်ပဲခုံတယ်ကွာကျွန်တော်ဒါရှင်ကိုဆွဲထားမယ်ဘလင်းခုံမှာတော့သူကနှစ်ခါခုံတယ်ဒါဆိုရှင်ကျွန်တော်ကတစ်ခါပဲခုံရင်တစ်ချက်ပဲနှိမ့်တယ်ဒါဆိုရှင်တစ်ခါပဲခုံတယ်ဒါရှင်ဆွဲထားမယ်ဆိုလို့ရှိရင်တော့တွေ့လားကျွန်တော်လိုတဲ့ဘက်ကိုသူကနှစ်ခါခုံမှာကွာโอเคဒါကကြတော့သူ့ရဲ့ဒီဘလင်းစကေးကွာဒုတိယစကေးကကြတော့ရက်တောင်နဲ့ damage ပေးမှာဘာရက်ရဲ့စကေးနဲ့တော့နည်းနည်းဆင်းတယ်တွေ့လားရက်တောင်နဲ့ damage ပေးမှာဒါ AoE ပါအဓိကဒီစကီးက damage ပေးမဲ့စကီးဒါဆိုလို့ရှိရင်တော့သူ့ရဲ့စကီးကိုနားလည်သွားတော့ပြီဒီစကီးဒီ blink စကီးကကျတော့ဒါရှင်ဆွဲထားမယ်ဆိုရင်တော့နှစ်ချက်ခုံတယ်မဆွဲထားရင်တော့တစ်ချက်ပဲခုံတယ်โอเคဒီ AoE ဒီ damage ကဒီဥစ္စာကျတော့ဒီစကီးကကျတော့ damage ပေးမှာကြည့်ဒါဆိုလို့ရှိရင်တော့သူ့ရဲ့စကီးကိုတီးသွားတော့ပြီကျွန်တော်ဒီမှာ passive ကိုအရင်ရှင်းပြမယ်passive မှာကျတော့သူ့မှာ energy ဘာတန်းနှစ်ခုပဲရှိတယ် energy နှစ်ဘာတန်းကွာ energy အတုံးလေးနှစ်ခုပဲရှိတယ်အဲ့အတုံးလေးနှစ်ခုကကျတော့ဒီတိုင်းတုံးတဲ့ခါမှာတွေ့လားစကီးညှိပ်ပြီးတုံးလိုက်တယ်ရှော့မတော့ကွာတွေ့လား energy ဘာတန်းတွေ့လားမလျော့တော့ energy တုံးနှစ်တုံးရှိရပါဒီတုံးမှလျော့မတော့ကွာတွေ့လားဒါဆိုရှင်တော့သူ့ရဲ့ဒီ blink စကီးကွာဒီအပေါ် AoE တန်း AoE စကီးစီကိုပေါင်းပြီးတုံးလိုက်မယ်ဒါဆိုရှင်တွေ့လားenergy တစ်ခုကျော်တော့ပြီဒီအပေါ်က AoE စကီးကို blink စကီးကြီးပေါင်းပြီးတုံးလိုက်မယ်ကဲဒါဆိုရှင်တော့တွေ့လား energy နှစ်ခုလုံးရောသွားပြီကွာဒီမှာ6တောင်းလေးပြင်းနေတာတွေ့လိုက်လားဒီမှာ6တောင်းဒီမှာကွာဒီမှာအတန်းလေးပြင်းနေတာကွာဘာနဲ့လေးပြင်းနေတာတွေ့လားအဲ့ဒါကကျတော့ဒီ passive ဒီ energy နှစ်ခုရဲ့ပြောမလို့6တောင်းလို့ပြောလို့ရတယ်တုံးဒီမှာတုံးလိုက်ကွာတုံးလိုက်ရင်ဒီမှာ energy နှစ်ခုလုံးကုန်သွားရင်ဒီတန်းလေးပြေသွားလို့ရှိရင်အဲ့ energy ကိုပြန်ရမှာတွေ့လား energy နှစ်လုံးလုံးပြန်ရပြီဒါဆိုရှင်တော့ကျွန်တော်စကီးတွေထပ်ပေါင်းပြီးတော့သုံးလို့ရပြီဒီတိုင်းသုံးလို့ရှိရင်တော့သူ့ရဲ့ energy ကမလျော့ဘူးတွေ့လားဒီမှာကွာသူကကျတော့အဲ့ကိုရောင်းပဲဒီ energy နှစ်ခုကိုဖြည့်ပေးမှာကျွန်တော်မှာ basic တဲ့ကျွန်တော်ချပြမယ်တွေ့လားခဏလေးကျွန်တော် basic တဲ့ချလဲပဲ energy ကမတက်ဘူးတွေ့လား energy နှစ်တုံးကတက်မလာဘူးအဓိကဒီအပေါ်ကဘာလဲလေးပြေးနေရကြတော့ကွာ energy ရဲ့6တောင်ဘာလဲလေးလို့ပြောလို့ရတယ်ကျွန်တော် basic တဲ့ချမယ် energy ရဲ့ရောလည်းမရောဘူးလို့တက်လည်းမတက်ဘူးည hero ကိုကျွန်တော် basic တဲ့ချပြအောင်တွေ့လားမတက်ဘူးညစကီးတုံးပြမယ်ဒီကကွာနော်အဲ့ hero စကီးတုံးပြမယ်တွေ့လား energy ကမတက်ဘူးကွာအဓိကကျတော့ဒီဘာလဲလေးပြေးမှာပဲ energy ကရမှာသူ့ energy ကကွာပြောလို့ဒီ6တောင်းနဲ့ပဲတောင်းတော့ကွာenemy ကိုသွားချလည်းမတက်ဘူးစကေးသုံးလည်းမတက်ဘူးဘေးတဲ့တက်သွားချလည်းမတက်ဘူးဒီလိုပဲဒီခွေးတွေကြံငယ်တွေကိုသွားပြီးချလည်းမတက်ဘူးအဓိကကျတော့ဒီ6တောင်းနေပဲသူကဒီ energy ရမှာကွာသူ့ရဲ့စကေးမှာကျတော့ဒီစကေး1ကွာနေရန်တွေကိုကြော်ပြီးခုံလို့ရတယ်နှစ်ခုတော့နေရန်ကိုကြော်ပြီးခုံလို့ရတယ်ကွာခုံရမယ်တွေ့လားနှစ်ခုတော့နေရန်ကိုကြော်ပြီးတော့ခုံလို့ရတယ်ဒီလိုပဲစကီးကိုပေါင်းပြီးတုံးမယ်ဆိုလို့ရှိရင်နေရန်ကြော်ပြီးခုံလို့ရတယ်ကွာတွေ့လားဘယ်နည်းစကီးကို AoE စကီးရှိပေါင်းပြီးတုံးမယ်ကွာတွေ့လားခုံလို့ရတယ်ပြီးတော့ရှင် AoE စကီးကိုဘယ်နည်းစကီးပေါင်းပြီးတုံးမယ်ဆိုရင်
ခုံလို့ရတယ်ကျွန်တော်က enemy ကိုလိုက်ချတဲ့အခါဒါမှမဟုတ်ရှင်ရင် enemy လက်ကထွက်ပြေးတဲ့အခါတွေမှာကောင်းကောင်းလေးတုံးချလို့ရတယ်ကွာဒါပေမဲ့ဒီ blink skill ကိုသူက AoE skill နဲ့ပေါင်းပြီးသုံးမယ်ဆိုရင်တော့ enemy ကို damage ထိတယ်ဒါပေမဲ့ဒီ blink skill ကိုပဲကျွန်တော်ကနှိပ်ပြီးသုံးမယ်ဆိုရင်တော့ enemy ကိုအတိုင်းအတာတစ်ခုပြီးတော့ damage ပေးတယ်ကွာဒါပေမဲ့ damage ကမပြောပါတော့ဘူးကွာတွေ့လားတွေ့လားဒီမျိုးပေါင်းလို့မယ်ဆိုလို့ရှိရင်တော့ damage ကတော်တော်လေးထိတယ်ကွာဒီဒါဆိုရှင်တော့ damage ကတော်တော်လေးနာတယ်သူကအနောက်ရှိရဲ့ range တွင်းမှာရှိရဲ့ enemy ကိုသူ့ရဲ့ရက်တောင်နဲ့ရှိုင်းလိုက်ပါကွာသူကကြတော့ကွာ blink skill နဲ့ AoE skill မှာကြတော့ကွာပေါင်းသုံးတာမှာတစ်ခုကွာ blink ကို AoE ပေါင်းမယ်ဆိုလို့ရှိရင်တော့သူက blink အရင်ခုံတယ်ခုံပြီးတော့မှရက်တောင်ဝိုင်းတယ်ကွာ AoE skill ကိုအရင်သုံးမယ်ဆိုရင်တော့ရက်တောင်ဝိုင်းပြီးမှအပြင်ကိုခုံထွက်တယ်ကွာပြစ်လားတော့ကွာ blink skill ကို AoE skill စီပေါင်းမယ်ဆိုလို့ရှိရင် blink ရင်ခုံတယ်ပြီးတော့မှရက်တောင်ဝိုင်းတယ်ကွာပြီးသွားလို့ရှိရင် AoE skill ကို blink skill ကြီးသုံးမယ်ဆိုဆွဲပြီးသုံးမယ်ဆိုရင်သူက AoE ကရက်တောင်ဝိုင်းတာဖြစ်တဲ့အတွက်ရက်တောင်အရင်ဝိုင်းမယ်ပြီးသွားကမှအပြင်ကိုခုံထွက်မယ်သူကဒါလေးပဲကွာအဓိကကျအပေါ်ကဒီ energy နဲ့ပတ်သက်ဒီ percent နဲ့ပတ်သက်ပြီးတော့နားလဲသွားရင်ဒီ hero ကကောင်းကောင်းလေးကင်လိုက်ပြီကွာအဓိကဒီ energy နဲ့ပတ်သက်ပြီးနားလဲသွားဖို့ကွာအဓိကသူ့ရဲ့ passive ကိုနားလဲသွားပြီဆိုလို့ရှိရင်တော့ဒီ hero ဆိုတဲ့ hero ကိုကောင်းကောင်းလေးကင်လို့ရပြီတော်တော်လေးရဲ့ jam ပုံမှန်လို့ထင်တယ်ဘာလို့လဲဆိုတော့ blink ဒီလောက်များတယ်ကွာသူကောင်းတာမဲ့ hero တွေကတော့ထုံးတဲ့အတိုင်းပဲဒီချောင်းတို့ franco တို့အဓိကတော့ franco တို့ကာဂျာတို့ကွာစတဲ့ဒီCupra skill 2တို့ပါတော့ကွာဒီလို hero ဒီလိုကောင်တွေကတော့ကောင်းကောင်းလေးကောင်းတာလို့ရမယ်ထင်တယ်ဒါပေမဲ့ထွက်ထားမကြသေးဘူးဆိုရင်တော့သူကကျန်းမှာကွာနောက်မှနတ်စာတွေပါညာလောက်ရင်တော့လောက်မှာကွာအခုလောဆယ်ကတော့တော်တော်လေးတော့ကင်လို့ကောင်းမယ်ထင်တယ်လမ်းမှာတော့ဘန်းမယ်ထင်တယ်ဒီနှစ်ခါခုံသားကြီးရတယ်တော်တော်လေးကျန်းတယ်โอเคကျွန်တော်ဒီဗီဒီယိုလေးကဒီလောက်ပဲเนาะ brother တို့ဒီလောက်ဆိုလို့ရှိရင်တော်တော်လေးနဲ့နားလဲတော့မယ်ထင်တယ်ကျွန်တော်နောက်ဗီဒီယိုမှာပြန်တွေ့မယ်ကျွန်တော်လည်းဗီဒီယိုတင်ပြတာတော်လေးကြာနေပြီပျောက်နေရကြောင်းကြာပြီဆိုတော့ကဲကျွန်တော် brother ဒီဗီဒီယိုလေးကလောက်ပဲเนาะကျွန်တော်နောက်ဗီဒီယိုမှာပြန်တွေ့မယ်brother အနေနဲ့ဒီဗီဒီယိုလေးကိုအစားဆုံးကြည့်ခဲ့တယ်ဆိုလို့ရှိရင်ကြည့်ခဲ့တယ်ဆိုတဲ့အကြောင်းလေး comment မှာမှန်းခဲ့ပေးဦးเนาะကျွန်တော် star like က keep ဝေးပေးမယ်ကျွန်တော်အရင်တစ်ခေါက်ကလည်းမပေးပြလိုက်ဘူး brother တို့ရာအဓိကတော့ကွာကျွန်တော်တကယ်အားပေးနေတဲ့သူတွေကိုကျွန်တော်တကယ်ရသိချင်တယ်အဲကြောင့်မလို့ကျွန်တော်ဒီ giveaway လေးကိုလည်းကျွန်တော်ဒီဗီဒီယိုရဲ့နောက်ဆုံးနေရာလေးမှာထည့်ပေးလိုက်တာအဓိကတော့ကျွန်တော်တကယ်အားပေးတဲ့သူတွေကိုအဓိကဦးစားပေးပြီးတော့ကျွန်တော်ပေးမှဖြစ်တဲ့အတွက်ကြောင့် brother အနေနဲ့ဒီဗီဒီယိုလေးကိုအစားဆုံးကြည့်ခဲ့တယ်ဆိုလို့ရှိရင်တော့ကြည့်ခဲ့တယ်ဆိုတဲ့အကြောင်းကိုဒီဗီဒီယိုလေးရဲ့ comment အောင်မှာမှန်းခဲ့ပေးဦးเนาะ brother တို့ကဲကျွန်တော်ရဲ့ဒီဗီဒီယိုလေးတော့ဒီလောက်ပဲเนาะကျွန်တော်ရဲ့နောက်ဗီဒီယိုလေးမှာပြန်တွေ့မယ် brother တို့